အားလုံးသိကြတဲ့အတိုင်း protein ဓာတ်ဟာခန္ဓာကိုယ်ရဲ့ကြွသားပြုပြင်မှုနဲ့ကြီးထွားမှုအတွက်အလွန်အရေးပါပါတယ်။ဒါနဲ့မကသေးပါဘူး protein ဓာတ်ဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပြီးခန္ဓာကိုယ်အမွေးမြစ်တန်ဆွမ်းဖို့ခြေသက်လက်သေးတွေကောင်းမွန်ဖို့ဟော်မုန်းပမာဏနဲ့စွမ်းအင်ပြည့်ဝဖို့အတွက်လည်းအဓိကလိုအပ်ပါတယ်။အာဟာရဆိုင်ရာပညာရှင်တွေရဲ့အဆိုအရခန္ဓာကိုယ်အလေးချိန်1ကီလိုဂရမ်မှာ protein 3.8 ဂရမ်လိုအပ်ပြီးကိုယ်အလေးချိန်60ကီလိုဂရမ်ရှိတဲ့လူတစ်ယောက်အတွက်တစ်နေ့တာ protein 48 ဂရမ်လိုအပ်ပါတယ်။ protein ကိုအသားငါးနဲ့ဥအမျိုးမျိုးနူးရက်ပစ္စည်းတွေကနေရနိုင်ပြီးအကယ်၍ဝီရိုကအသားမစားတဲ့လူတစ်ယောက်ဆိုရင်အခုပြောပြမယ့်အစားအစာတွေကနေ protein ဓာတ်ဖြည့်တင်းနိုင်ပါတယ်။ကလဘဲဟာ protein ဓာတ်ပြည့်ဝတဲ့သဘာဝအစားအစာတစ်ခုပါ။ကလဘဲကိုစွပ်ပြုတ်အနေနဲ့သုံးဆောင်နိုင်တယ်လို့ဟင်းသီးဟီရက်တွေနဲ့ရောနှောပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းတစ်ခွက်အဖြစ်ချက်ပြုတ်စားသုံးလို့ရပါတယ်။ကလဘဲကတော့နေရာမကျွေးအလွယ်တကူဝယ်လို့ရနိုင်ပြီးဈေးမကြီးပဲ protein ဓာတ်ပြည့်ပြည့်ဝဝရနိုင်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။နှစ်ရေပဲတစ်ပတ်ကမှာ protein ဓာတ်20.5 ဂရမ်ပါဝင်ပါတယ်။ရေပဲဟာအာဟာရတန်မှုမြင့်တဲ့အစားအစာတစ်ခုဖြစ်ပြီးအစာပြေအစားအစာအနေနဲ့လည်းစားသုံးနိုင်တယ်လို့ဟင်းချက်ရမှာလည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။ရေပဲကိုဒီတိုင်းစားရတာမကြိုက်တဲ့သူတွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေပဲထောပတ်ကိုရွေးချယ်စားလို့ရပါတယ်။3. ဘာလန်စေးကျန်းမာရေးနဲ့ညီညွတ်ပြီး protein ဓာတ်ကျွယ်ဝတဲ့အစိအဆက်နေကြောင်းပြောတဲ့အခါဘာလန်စေးကထိတ်ဆုံးကနေပြောရမှာပါ။ဘာလန်စေးခွက်တစ်ဝက်စာမှာ protein ဓာတ်16.5 ဂရမ်ရနိုင်ပါတယ်။ protein အပြင်ကျန်းမာရေးအတွက်အကျိုးပြုတဲ့အာဟာရဓာတ်များစွာပါဝင်တဲ့ဘာလန်စေးဟာအပန်းမစားခြင်းတဲ့သူတွေအတွက်ရွေးချယ်စရာအစားအစာတစ်ခုဖြစ်ပါတယ်။ပဲစိတ်ဒန်ပေါက်လိုအိန္ဒိယအစားအစာတွေနဲ့ဟင်းလျာအမေရိမှာရောထက်ချက်ပြုတ်လေးရှိတဲ့ပဲစိတ်ဟာ protein ဓာတ်ကျွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။အရသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် protein ဓာတ်ကျွယ်ဝတာပါဝင်တဲ့ပဲစိတ်ကိုအပအစားထိုးအစားအစာတစ်ခုအနေနဲ့စားပုံးပေးနိုင်ပါတယ်။အုတ်ချုံကတော့ဝိတ်ချနေတဲ့သူတွေကျန်းမာရေးနဲ့အညီစားပန်းမှုပုံစံကိုထိမ့်သိမ်းနေသူတွေအများဆုံးစားကြတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။အုတ်ချုံဟာဗိုက်ကြည့်လွယ်သေးပြီးအစာခံတဲ့အစားအစာတစ်မျိုးဖြစ်တဲ့အပြင်ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အာဟာရဓာတ်တွေပေါ်များများပါဝင်ပါတယ်။ဒါအပြင်အုတ်ချုံခွက်တစ်ဝက်ခန့်ဟာ protein ဓာတ်6 ဂရမ်ခန့်ပေးစွမ်းပါတယ်။ protein ဓာတ်လည်းရခြင်းနဲ့အသားငါဥနဲ့နှုတ်ထွက်အစားအစာတွေမစားချင်ဘူးဆိုတဲ့ဂွီတို့ကတော့အခုပြောပြတဲ့အစားအစာတွေကိုရွေးချယ်စားသုံးပေးနိုင်ပါတယ်။